မင်္ဂလာညချမ်းပါပရိသတ်ကြီးရေဒီနေ့ညမှာတော့နောက်ဆုံးတန်းကစားတင်ကုန်လို့အမည်ရတဲ့ဇလန်းတိုအပိုင်း3ဇက်သိန်းကိုဆက်လက်နားထောင်ရမှာဖြစ်ပါတယ်။အပိုင်း3နောက်ဆုံးဖြေလွှာဇက်သိန်းအောင်ကျော်ဟာတုံရီနေတဲ့လက်တွေနဲ့အိတ်ထဲကသွေးစွန်းနေတဲ့ခဲတံအစုပ်လေးကိုထုတ်လိုက်ပါတယ်။အခန်းဝမှာရက်နေတဲ့ចောင်းသားဝိညာဉ်ဟာမျက်နှာမရှိတဲ့ခေါင်းကြီးကိုဖြည်းဖြည်းချင်းမော့လာပြီးအောင်ကျော်စီကိုခြေတံမထွက်ပဲတရွေ့ရွေ့တိုးလာပါတယ်။ဒါမင်းရဲ့ခဲတံမလားရော့ငါပြန်ပေးမယ်ငါ့ကိုလွတ်ပေးပါအောင်ကျော်ကအော်ဟစ်ပြီးခဲရန်ကိုကျမ်းပြင်ပေါ်လှမ်းပစ်ပေးလိုက်ပါတယ်ဒါပေမဲ့ဝိညာဉ်ကခဲရန်ကိုမကောက်ပါဘူးသူ့ရဲ့အိတ်စိတ်နဲ့အတန်ကြီးကအခန်းတစ်ခုလုံးပဲ့တင်ထပ်သွားပါတယ်ခဲရန်နေမဟုတ်ဘူးငါရဲ့အဖြေလွှာကမပြီးသေးဘူးမင်းကငါစားဖြည့်ပေးရမယ်ရုတ်တရက်အောင်ကျော်ရဲ့ပတ်ဝန်းကျင်ကပြောင်းလဲသွားပြီးသူဟာအမှောင်ထုကြားကစာတင်ကုန်တစ်ခုမှပြန်ရောက်နေပါတယ်။သူ့ရှေ့မှာမပြီးဆုံးသေးတဲ့ဆောင်းမေးပွဲမေးခွန်းလွှာတစ်ခု။အဲ့ဒီမေးခွန်းတွေကចောင်းစာတွေမဟုတ်ပဲမင်းရဲ့အသက်ကိုဘလို့စတေးမလဲဆိုတဲ့စာသားတွေပဲဖြစ်နေပါတယ်။ចောင်းဆောင်ဦးလေးကြီးအကူအညီအောင်ကျော်ဟာကြောက်လန့်ပြီးဘာလို့ရမှန်းမသိဖြစ်နေတော့မှပဲစောစောကចောင်းဆောင်ဦးလေးကြီးရဲ့အတန်ကိုကြားလိုက်ရပါတယ်။အောင်ကျော်အဲ့ဒီစာအုပ်ထဲမှာဘာမှမရေးနဲ့မင်းရဲ့နာမည်ကိုအောက်ဆုံးမှာရေးလိုက်ရင်မင်းကသူ့နေရာမှာအစားထိုးဝင်ရလိမ့်မယ်အဲ့ဒီအစားခဲတံကိုချိုးပစ်လိုက်အောင်ကျော်ဟာအာကုံသုံးပြီးလက်ထဲကခဲတံကိုနှစ်ပိုင်းချိုးပစ်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲစူးရှားတဲ့အော်ဟစ်တန်ကြီးနဲ့အတူចောင်းသားဝိညာဉ်ဟာမိခိုးငွေတွေအဖြစ်ပျောက်ကွယ်သွားပါတော့တယ်နိုးထလာတော့မနက်ခင်းဟေ့ကောင်အောင်ကျော်ရော့လေမင်းတန်းထဲမှာအိပ်ပျော်နေတာចောင်းတောင်ဆင်းတော့မယ်တငယ်ချင်းတယောက်ကပခုံးကိုလှုပ်နိုးလိုက်တဲ့အခါမှာအောင်ကျော်လန့်နိုးလာပါတယ်သူကြည့်လိုက်တော့အတန်းထဲမှာနေအောင်ကြီးတွေဖြာကျနေပြီးចောင်းဆင်းချိန်ရောက်နေပါပြီအိမ်မက်လားသူတက်ပြင်းချလိုက်ပါတယ်ဒါပေမဲ့သူလွယ်အိတ်ကိုကောက်ကင်လိုက်တဲ့အချိန်မှာတော့သူ့ရဲ့လွယ်အိတ်အောက်ခြေမှာနှစ်ပိုင်းကျိုးနေတဲ့သွေးစွန်းနေတဲ့ခဲတံအဟောင်းလေးကိုတွေးလိုက်ရပါတယ်အောင်ကျော်ဟာအဲ့ဒီနေ့ကစပြီးကျောင်းမှာဘယ်တော့မှနောက်ကျတဲ့အထိမနေတော့ပါဘူး။နောက်ပိုင်းမှာသူတီးလိုက်ရတာကတော့အဲ့ဒီကျောင်းမှာသူတွေ့ခဲ့တဲ့ကျောင်းဆောင်ဦးလေးကြီးဆိုတာဟာလေလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကကွယ်လွန်သွားခဲ့တဲ့ကျောင်းဆောင်ဟောင်းတဦးဖြစ်နေတာပါပဲ။သူဟာကျောင်းသားတွေအနေနဲ့မဖြစ်အောင်လိုက်လံစောင့်ရှောက်နေတဲ့ဝိညာဉ်ကောင်းတဦးပေါ့။အခုထိတော့အဲ့ဒီကျောင်းရဲ့နောက်ဆုံးတန်းကစာတင်ကုန်မှာညဘက်ဆိုရင်ခဲတံခောက်တံတွေကိုကြားရတော့ပဲလို့ကျောင်းသားတွေကပြောစမှတ်ပြုနေကြပါတော့တယ်ဇလန်းကတော့ဒီမှာတင်ပြီးပါပြီနောက်ထပ်ဇလန်းကောင်းတွေနားထောင်ဖို့ channel လေးကို subscribe လုပ်ခဲ့ပါဦးနော်